ရေအောက်ကပါလေးတွေကိုခေါ်သွားမယ်လိုက်ကြည့်10မိနစ်ကျော်လေးပဲဒီကိတ်လေးတော်တော်ကိုမှချစ်စရာကောင်းတယ်ကိတ်ဗီဒီယိုတွေရိုက်ရတာခက်တော့မခက်ဘူးကိုရီကိတ်မုတ်အော်ဒါလုပ်တဲ့အချိန်ကျရင်ဘေးနားမှာ stand လေးနဲ့ထောင်ပြီးတော့ရိုက်ထားလိုက်တာပေါ့နော်ဒါမဲ့လို့ဗီဒီယို edit လုပ်ရတာအချိန်တော့ပေးရတယ်နော်ဗီဒီယို edit မလုပ်ဘဲနဲ့တင်လို့လည်းမရဘူးလေနော်ဗီဒီယိုတွေတင်ဖို့အတွက် edit လုပ်ရတာအချိန်ပေးရတယ်ဒါမဲ့အချိန်ပေးပြီးတော့မှဗီဒီယိုတွေကိုတင်တယ်ရိုက်တယ်တင်နေဒါပေမဲ့လို့ view တွေလည်းမရပဲနဲ့တနေ့လေးဗီဒီယို edit လုပ်ဖို့အချိန်ပေးရတာမတန်ဘူးလုံးဝမတန်ဘူးတခြားသူတွေအလုပ်လုပ်ရင်းနဲ့ဗီဒီယိုတွေကိုနေတိုင်းအများကြီးဘလို့တင်နိုင်လဲမသိဘူး view တွေအများကြီးရအောင်ဘလို့ idea ရနဲ့တင်ကြလဲမသိဘူးတနေ့ဗီဒီယိုတွေ edit တွေလုပ်ရတာအချိန်ပေးရတာအချိန်ကုန်ကန်ပြီးလုပ်ပေမဲ့ view မရဘူးဆိုရင်လေစမတင်ချင်တော့ပြင်းနေပေါ့နော်ဘာဖြစ်လို့လဲဘာလို့နေလို့လဲဘာတွေလုပ်ရမှာလဲလည်းမသိတော့ကဲဗီဒီယိုတွေ view မတက်တာသူကိစ္စကိုကိတ်မုံလပလေးတွေဖြစ်အောင်လုပ်ရမှာကိုလုံးနဲ့ကိုလုပ်ရမှာ view မတက်အောင် view တက်အောင်မလုပ်တတ်ပေမဲ့ကိတ်မုံလေးလလေးဖြစ်အောင်ကိုကိတ်မုံလေးတွေဘယ်လိုလောက်အောင်လုပ်မလဲဆိုတာကိုသိတယ်အဲ့လိုနဲ့ပဲစိတ်ပြေးလိုက်ရတာပဲပြီးသွားပြီရှစ်လက်မကိတ်လေးအရန်ချစ်စရာကောင်းတယ်အရန်လာတယ်ကိုလက်ရကိုကျေနပ်တယ်ကို customer လည်းကျေနပ်တယ်ဒါဆိုရပြီ Hello Free မွေးနေ့ကိတ်မန္တလေးမျိုးကပါ